ဒီနေ့မှာတော့ဒီနေ့ပဲအတစ်ထွက်ရှိလာတဲ့ Selena ရဲ့ Zenith Skin Castle Cinder ကိုဖောက်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လောက် diamond ကုန်မလဲဘယ်လောက် draw မှာရမလဲဆိုတော့ကျွန်တော်တို့စက်ကြည့်လိုက်ရအောင်ဗျအော်ဒါနဲ့အရင်ကကျွန်တော်ဗီဒီယိုမှာပြောခဲ့ဘူးတဲ့ဒီ team gathering ဆို event တွေရလာရဲ့တုံကန်ဆယ်ကိုအခုအသက်လှည့်လို့ရမှာဖြစ်ပါတယ်โอเคအခုတော့ emo လေးရပြီဒီ box sale skin နဲ့တော့ကျွန်တော်ခမန်းမိတဲ့လောက်အကုန်လုံး reference တွေပဲပြသွားမယ်လို့ထင်တာပဲအဲ့မှာ box မှာပါ skin တော်တော်များများကကျွန်တော်စီမှာရှိပြီးသားဆိုတော့ကျွန်တော်တို့တန်တယ်လို့ပဲပြောရမလားဒီ Castle Center တုံကန်လေးပြန်ရတာဆိုတော့လေဒါပေမဲ့ဒီ box sale ဟာရတော့ reference တွေပဲပြောင်းသွားဆိုတော့သိမမှန်ဘူးပေါ့နော်ဟာအခုတရား draw ရှိနေပြီခုတိကိုမရသေးဘူးအများကြီးဆိုရင်10 draw တို့20 draw တို့မှာပေါက်တာရှိကြရဲ့ဗျကျွန်တော်ကတော့ခုတိမကြုံဘူးသေးဘူး Vasana ဇင်းနှစ်တုန်းကလည်းအဆုံးထိဖောက်ရတာအခုစိန်နာဇင်းနှစ်လည်းအဆုံးထိဖောက်ရမယ်ပုံစံပဲဗျโอเคအဲ့တော့နောက်ဆုံးတော့ရပါပြီအဲ့တော့ Selena ရဲ့ Zenith Skin တော်တော်လေးလာရဗျသူက Castle Cinder လို့နာမည်ပေးရခြင်းက Cinder ဆိုတာ Cinderella ရဲ့သူကပေါ့နော်အဲ့တော့ Cinderella ရဲ့ချိန်စာဆိုရဲသဘောမျိုးလောက်ထားပါရှင်းပြောရင်ငယ်ရကြောက်ခဲ့တဲ့ Fairy Tales Cinderella ရဲ့ပုံမျိုးမှာ reference ယူပြီးတော့ဒါနည်းနည်း dark ဆန်ဆန်လေးပြောင်းလာရပေါ့နော်တနည်းအားဖြင့်တီးမခံတော့ဘဲနဲ့ပြန်တုံ့ပြန်တဲ့ version ပေါ့နော်ဒီ skin ရဲ့ review လေးကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာလုပ်ပေးသွားပါမယ်ဒီနေ့ပဲတင်နိုင်အောင်တော့ကျွန်တော်စူးစမ်းသွားပါမယ်အဲ့တော့ဆုံးဖြတ်ကြည့်ပြီး